အခုဆိုရင်အဖေဘယ်ဘဝများရောက်နေတာလဲအဖေရဲ့အကြောင်းတွေပြန်တွေးတောရင်းနဲ့ပဲတိတ်တဆိတ်ဘယ်သူမှမကြောက်နှခမ်းဝမှာလည်းအဖေလို့တန်းတာခဲ့တယ်ရှာရင်လည်းတွေ့ကြာရင်လည်းမေ့ဆိုတဲ့ဒီစကားထဲမှာအဖေတွေတော့မပါလာဘူးထင်ပါရဲ့လားဘာဖြစ်လို့တော့ဆိုတော့အရွယ်တွေသာရလာတယ်ငယ်ကလေးအတိုင်းအခုယနေ့ထိမေ့မရသေးလို့လေမမေ့ပြရစေနဲ့လက်တွေ့ဘဝမှာအဖေမရှိပေမဲ့ရှင်ထဲမှာတော့အဖေကိုဖတ်ထွယ်ထားပေးရစေအဖေလို့လည်းခေါ်ခွင့်မရှိတော့ပေမဲ့စိတ်ထဲကအလိုရှိတဲ့အခါတန်းတာပေးရစေပြန်မဆုံးနိုင်တော့တာကိုသိပါလျက်နဲ့အဖေကိုဆုံးရှုံးလိုက်ရတဲ့သားသမီးတိုင်းအဖေကိုလေယူမိုက်စွာနဲ့မျှော်နေတတ်ကြတယ်ဆိုတာပါပဲလေ